society ကနေပြီးတော့ဒါ customer တယောက်ကိုပြောတဲ့ဥစ္စာဆိုပြီးကျွန်တော်တင်မယ် ဟုတ်ပြီအမှန်ကစကားကြောင်းလမ်းကြောင်းဒီကောင်းကောင်းတော့ရမှာသိလားဘယ်လိုတွေလုံးဆောင်လဲဘာညာအကုန်မေးရမှာသိလား ဒီဆောက်ကငလောင်းနေပြီဒီကောင် ရခေါ်ကြည့်လိုက်မရတော့ဘူးဘလော့လိုက်ပြီမယုံခေါ်ကြည့်လိုက်ဘလော့လိုက်ပြီ ပြန်ခေါ်လုပ်ငန်းစဉ်လေးမေးအဲ့ဥစ္စာကို record ယူမယ်နော်ကန်ရဲလားလို့ဒါ society တစ်ခုဆိုကန်ရမှာပဲလေတည်ရမှာဒါက organization တစ်ခုလေကန်ရမှာ customer ကိုသာပြည်လေဆိုဆက်ဆံရမှာလို့ထက်ခေါ် ကိုလူမုံမေးရနော်ကျွန်တော်ဒီဘက်ကဖွင့်ပေးလိုက် ဘာလဲဒီတော့ကလောင်းနေတာလားလောင်းနေရလဲဟမ် လောင်းနေတာမဟုတ်ပြင်လို့နေတာမင်းရောဟဲ့လောင်းနေတာမဟုတ်ဘူးဆောက်ကလား အစီရကနာလေးပြရနာလေးဟိုကကိုယ်ကကျွန်တော်ဖုန်းနံပါတ်လေးဒီဘက်ကိုလှည့်ထားလိုက်တခွင်ဘက်ကိုဖုန်းနံပါတ်ပြထားလိုက် ကျွန်တော်က boss revolution နဲ့ခေါ်တာဆိုတော့ဘုန်းနံပါတ်ကတော့ပြ ဟုတ်လေရတယ်ပြဿနာမရှိ စကားပြောတယ်ကိုရုံကျွန်တော်ကြားတော့ကြည့်ဒီတော့ကလောင်းစောက်တယ်နော်လား မင်္ဂလာပါဖင်လန်မြန်မာ society ဒီခေါ်တာတဲ့မခေါ်ရဆဲလို့ဒီကမောင်းလို့ပါကိုနေကိုလို့ရအားတော့ဒီရှိတဲ့ကောင်ကောင်လို့မင်း ဟိုလေအခုခေါ်တဲ့ဖုန်းနံပါတ်က +35845417177မဟုတ်လားမသိဘူးဗျ ကိုရည်ဒီမှာဟဲ့ဝေးစောက်ယူဝေးဒီစောက်ယူတော့ရင်းကတော့ဗီဒီယိုကောနဲ့ကြာပြီလေနော်ဆောင်းလေးဟုတ်ကဲ့ဟုတ်လားမင်းမတွေ့မှပေါ်နေတာမဟုတ် ဟုတ်ပါဘူးကျွန်တော်သိရင်လို့ပါဒါက +35845417177ဟုတ်လားမသိဘူး တော်ရေးကိုယ်တိုင်ထောင်းလာတာအောက်ယူရဲ့လမိုးရဲ့ မဟုတ်ပါဘူးကျွန်တော်မေးတာကဖင်လန်မြန်မာ society ကဒါ founder တင်ထားတဲ့ဖုန်းနံပါတ်ဟုတ်မဟုတ်လေသိချင်လို့ပါ ကျူနာတော့ဒီဘက်မှာတော့ကိုယူတာဒီဘက်ကိုခွေးတာပါဒီတို့ကလောက်ပါတယ်ဒီတို့ကလောက်ဖို့ကိုလာလူမောကြောဟုတ်ပြီဒီဥစ္စာကဖင်လန်မြန်မာ society ကနေပြီးတော့တင်ထားတဲ့ဖုန်းနံပါတ်ဟုတ်မဟုတ်လေပဲသိချင်တာပါကြားလားမသိဘူးပြောလို့ငါပြောတာထွန်းတိုင်ပြောရထွန်းတိုင်ပြောအပေါ်ဒီမလုံးနဲ့ ဟုတ်လေအခုဒီဖွဲ့စည်းမှန်ပဲမေးချင်တာဒီဖွဲ့စည်းမှန်မေးချင်တာဘာလို့လဲဒါဟိုအကောင့်အတူတွေ page အတူတွေကများတယ်လေအဲ့ဒါလေးကိုသိချင်လို့ လမောဟဲ့မင်းမဒီကနေမင်းဖုန်းခေါ်နေတာသိတယ်ကိုသားတောက်ဖို့မပြောနဲ့တောက်ယူ ဟုတ်လေဒါကဖင်လန်မြန်မာ society ကဟုတ်မဟုတ်ကိုသိချင်တာเนาะကျွန်တော်တို့က customer ပါ donation လုပ်ဖို့ မကြည့်လမောဘယ်လိုဖြစ်လာလဲဟိုမှာချီတုတ်ကပုံမှန်ပြတာပြီးတော့မှချီတုတ်ကတော့ဖုန်းခေါ်ပြီးလာသွားတာမင်းမသိဘူးလား မဟုတ်ပါဘူးဒါဘယ်သူမှန်းကျွန်တော်မသိဘူးကျွန်တော်သိချင်တာဒါဖင်လန်မြန်မာ society ကဖုန်းနံပါတ်ဟုတ်မဟုတ်ကိုကျွန်တော်တို့ကဒီဥစ္စာကိုအတိအကျသိချင်လို့เนาะဘာဖြစ်လဲကျွန်တော် donation လုပ်ဖို့အတွက်ပြီးတော့လေဖင်လန်ရောက်မြန်မာတွေကနေပြီးတော့ဘယ်လောက်ကူညီနိုင်လဲဆိုတာသိချင်လို့ မင်းနဲ့ငါနဲ့လိုရခံမင်းကြည့်လို့လား ဟောအကိုတို့ဖင်လန်မြန်မာ society ကအဲ့လိုပဲရိုင်းတာလား လူမုံဖြစ်လို့ငါလူမုံမင်းမလည်းလိုချင်တယ်လူမုံမင်းလည်းလိုချင်တယ်အဲ့ဒါဘယ်လိုလုပ်မလဲ ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ကျေးဇူးပါဘာမှဖြစ်ပါဘူးကိုရတယ်ပြောလို့ရတယ်ဒါဖင်လန်မြန်မာ society ရဲ့ဒါလုပ်ငန်းစဉ်ထဲမှာပါတဲ့စကားလုံးမျိုးတွေလို့တော့ထင်တာပဲ ကောင်မင်းဒီဘက်မှာငါဖွင့်လာပေးတယ်ခွေးသားရဲ့တောက်ဖို့မလုံးနဲ့ဒီဘက်မှာငါလိုက်လို့ညီနေဖုန်းခေါ်တာပြတာတယ်ခွေးသား ရတယ်မဟုတ်ပြလေကြိုက်တယ်လို့ပြပါမယ်ကျွန်တော်တို့ကပြည်သူလေမြန်မာနိုင်ငံသားတွေဒါဖင်လန်မြန်မာ society ကနိုင်ငံရေးနဲ့မသက်ဆိုင်တဲ့အဖွဲ့အစည်းတစ်ခုမြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုတလေထုံးတမ်းစင်လာများကိုချိတ်ဆက်နေတဲ့အဖွဲ့အစည်းလို့ကျွန်တော်ကဒါအခု social media ပေါ်မှာတွေ့တဲ့အတွက်ဒါကျွန်တော်ကဆက်သွယ်ကြည့်တာနော်ဟိုကျွန်တော်ဓာတ်ရိုက်ဆက်သွယ်လို့မရတဲ့အတွက်ဂျားထဲကနေပြီးတော့ indicator တစ်ခုခံပြီးတော့ဆက်သွယ်လိုက်တာဖြစ်တယ်အဲ့တော့ဒါအကိုတို့ဘက်ကဆက်ဆံတာကတော့ဒါကျွန်တော်တို့ပြန်ပြီးအများသိအောင်တော့လုပ်မှာပေါ့နော် သိတယ်ဆိုဒေတာလေးလာကိုမင်းအိမ်သားတွေလောက်တာနောက်ကြတယ်ဟုတ်သလားမင်းဘာမှရှိမရှိဘူးဖွင့်တိုင်လေးရဲ့အကောင်းဆုံးမရှိတဲ့ ဟုတ်ကဲ့ပါဘာမှမဖြစ်ကျေးဇူးပါကိုဘာမှမဖြစ်ရတယ်ဒါဖင်လန်မြန်မာ society ရဲ့ဒါကဟို customer တယောက်ပေါ်မှာပြည်လဲသွားဆက်ဆံတဲ့လေးတန်တွေလို့တော့ကျွန်တော်ထင်တာပဲ အားလည်းဘာဒီကပ်ကပ်လာလည်းလို့စောက်ယူရဘောမစောက်စင်နေလာမပြောနဲ့စောက်ယူရတယ် โอเคကျေးဇူးပါကိုကျေးဇူးပါနော်ကျေးဇူးပါဟုတ်ကဲ့ဖင်လန်မြန်မာ society ကျွန်တော်တို့ဒီဥစ္စာလေးကိုပြန်ပြီးတော့ကျွန်တော်ဒါကတရားဝင်ခွင့်တောင်းတာနော်ဟိုYouTube ပေါ်မှာကျွန်တော်တခါတည်းပြန်တင်มาဖြစ်တဲ့အတွက်ကျေးဇူးပါလို့နော်ကျေးဇူးပါဖင်လန်မြန်မာ society ရဲ့ customer တွေပေါ်မှာဆက်သွယ်ထားတဲ့ဒါလေးတန်လေးတွေဖြစ်တဲ့အတွက်ကျေးဇူးအထူးတင်ပါတယ် ကျေးဇူး
这个乌胶家里的了，乌胶家有几位几，那个龙你如果拿到，你爸爸要，我是爸爸过来飞啊，到医院。ဟိုရတယ်ကိုဟိုကလေ +35845141717ဆိုတဲ့ဖုန်းနံပါတ်ကကျွန်တော်ဘက်ကခေါ်ဆိုတာမှန်တဲ့အတွက်ဒါဖင်လမြန်မာ society ကလည်းတရားဝင်ဒီဖုန်းနံပါတ်ကိုတင်ထားတာဖြစ်တဲ့အတွက်ကျေးဇူးပါကိုနော်ကျေးဇူးပါ ဟုတ်လူမောင်မဲကြည့်ရမှာခြေဝိုင်းအောင်ဘာလို့ဘလော့တာတော့လို့ မင်းတို့တခါတည်းပေးလိုက်ပြီးလို့ရှိရင်မင်းတို့ရဲ့မင်းလည်းလိုးမယ်လို့တခါတည်းပြောလိုက်ဟုတ် ဟုတ်ကဲ့ပါရကျေးဇူးပါကိုဒါဖင်လမြန်မာ society ရဲ့လုပ်ငန်းစဉ်တွေရဲ့တစ်ခုပဲနေမှာပေါ့နော်ကျေးဇူးပါ အဲ့တော့စစ်ကွေဘောမထွန်းကြိုင် ကျေးဇူးပါကိုကျေးဇူးပါနော်တကယ်ကျေးဇူးတင်တယ်နော်ကျွန်တော်စာလေးဒီထဲမှာဘာတွေတော့တွေ့ထားလဲဆိုလို့ရှိရင်နော် တော့ပြရတာဆိုတော့ဟိုပြရဆိုတော့ဖာသမတာပြောလိုက်ဘောမလီဆုံးနေတဲ့ကောင်ငါလိုက်လာအောင်လို့တော့ဒီမရှိတဲ့စစ်ကွေလီဆုံးနေတဲ့ ကဲပါဖင်လမြန်မာ society ရဲ့အောင်မြင်ပါစေနော်အကိုတို့ဒီ page မှာရေးထားတဲ့ဥစ္စာလေးပေါ့နော်အောက်ဆုံးမှာရေးထားတဲ့စာတန်းလေးကျွန်တော်အရင်သဘောကျလို့ဒါဆက်သွယ်လိုက်တာပေါ့နော် association does not deal with political party တဲ့နော်အကိုအဲ့တော့ဒီနိုင်ငံရေးပါတီတွေနဲ့လုံးဝသက်ဆိုင်မှုမရှိပါလို့ပြောထားတဲ့အဖွဲ့အစည်းကနေပြီးတော့ဒါမြန်မာနိုင်ငံရဲ့ဒါကာချာတွေပေါ်မှာဒါစော်ကားတာပေါ့နော်ရိုင်းဆိုင်တဲ့ဥစ္စာတွေပေါ့နော်အစ်မရှိတဲ့အဖွဲ့အစည်းလို့တော့ကျွန်တော်ဒါသိလိုက်ရတာပေါ့နော်ဘာပဲဖြစ်ဖြစ်ဒါအများသိအောင်တော့ကျွန်တော်ပြန်ပြီး sharing လုပ်ပြီးသွားပါမယ်နော်ဒါတစ်ခါလေးခွင့်တောင်းတာတော့ကိုကျေးဇူးပါနော်ကျေးဇူးပါ ဖွင့်တော့ပြီဟောက်ကြီးရဲ့ဟောက်ပေါ် ဟုတ်ပြီမင်း TV အဲ့ဒါမင်း TV ဝိသမင်းကြီး TV မလောင်နဲ့တော့မင်းဆိုရင်မလောင်နဲ့တော့မင်းဆိုရင်ရောက် စာမတက်ဦးဆိုတာအဲ့ဒါပြောတာနော်အဖြေပဲနော်အဲ့ဒါစာမတက်တာအဖြေပဲ ရောက်မင်းဆိုရင်မလောင်နဲ့တော့ရောက်ခွေးကလားမင်းဆိုဟေးမလောင်နဲ့တော့ ဒါကမစဲပါသမိုင်းမစဲနဲ့ကျွန်တော်လေးပြောတာချက်လာသမိုင်းကွာဟိုကိုကျွန်တော်တခါလေးအဲ့ record တွေပို့ပေးတာနော် ဒါပြောတန်းလောက်တာမဟုတ်ဘူး record ယူတာမင်းတို့ကလေကွာထားမနေဘူး ဘယ်လိုဖြစ်လဲချီတုတ်ကလာပါပြီအတော့ပိတ်သွားပါလားချီတုတ်ကလာ ဘောမနဲ့ပြောမှာဘောမနဲ့ဘောမအညာသားဆူးရှာမင်းကိုစိန်ခေါ်နေတယ်အာမချောင်းနဲ့ငါနဲ့ရှင်ဖို့အတွက်မင်း10နှစ်လောက်ကြိုးစားအောင်အာမချောင်းနဲ့ခွေးလို့မှတာငါနဲ့ထိုးဖို့အတွက်ထိုင်းနိုင်ငံမှာပြန်ဖို့ပြင်ထားအာမချောင်းနဲ့စောက်ကလားအိမ်နာဆေးတဲ့ကလားအညာသားလက်တီသူကရသား အဲ့ဒါမင်း သူကရသား ကွဲပါဖုံးမချသေးဘူးမလားโอเคဟိုကလေကိုဖင်လန်မြန်မာ society လေးအောက်က recommend ပေးလို့ရတဲ့ box လေးကိုမပိတ်နေအောင်တော့ကိုနော်ကျွန်တော် recommend လာပေးအောင်မယ်သိလား ဒီနေ့စမောက်တဲ့တူတယ်လား ဟုတ်ပြီကျေးဇူးပါကိုကျေးဇူးပါနော်ကျွန်တော် recommend လာပေးအောင်မယ်နော် recommend လေးလာပေးအောင်မယ်သိလားကျေးဇူးပါ ဆေးရောင်းတဲ့ကလားဆေးရောင်းတဲ့ကလားလမ်းဘေးသားခွေးဝဲသားကလားငါနဲ့ထိုးဖို့ပြင်တာငါနဲ့ထိုးဖို့ပြင်တာအာမချောင်းနဲ့ကြောက်တာတကွက်မှမပါဘူးပြင်လာခဲ့လိုက်ရမေမေမောက်ပေးလို့မလားပပကိုပေးလို့မလားဘောကပြင်လာပဲတော့ဘရောလာပါလေ ပပကိုပေးလို့မလားလိပ်စာပေးငါ့ကိုလိပ်စာပေးငါလာခဲ့မယ်လိပ်စာပေးအာမချောင်းနဲ့ခွေးကလားအာမချောင်းနဲ့မြန်မာနိုင်ငံကြီးမှာမင်းနဲ့ဘာမှမသက်ဆိုင်ဘူးအာမချောင်းနဲ့မြန်မာနိုင်ငံကြီးနဲ့မင်းနဲ့ဘာမှမသက်ဆိုင်ဘူးအေးစစ်ပဲတရားစစ်ပဲကျွန်တော်ညီကိုတွေအေးစစ်ပဲနော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်ကဒါကဟိုဘာပဲပြီးတော့ဒါ customer တယောက်အနေနဲ့ကျွန်တော်တို့ကဖုံးပြောပြီးသွားပြီ customer later ပြီးသားဆိုတာပြောပြီးသွားပြီဟုတ်ပြီနော်အဲ့တော့ association တစ်ခု organization တစ်ခုကနေပြီးတော့ပြန်လဲဆက်ဆံတဲ့ဒါလူမှုဆက်ဆံရေးသဘောတဘာဝအရာဒါကလုံးဝအတစ်မရှိတာပေါ့နော်ဆိုတော့အဲ့တော့ဒီဥစ္စာကကျွန်တော်ကြီးမားမားတောင်းတ memory ရတစ်ခုတော့လာမှာပေါ့နော် ဘာဖြစ်သွားလဲကြီး မင်းဆိုရင်ဒီလေးမစ္စတက်သေးဘူးကွာ ထိုးဖို့ပြင်တာအာမချောင်းနဲ့ စားနေတယ်လို့ကြီးကျုံကလာဘာဖြစ်သွားလဲဆိုကွန်းစားနေတယ်ဒီကောင်က မြန်မာနိုင်ငံသားမပုံနေရှိလားရောက်မင်းမြန်မာနိုင်ငံသားမပုံနေရှိလားလို့မင်းဆိုရင်မင်းမ ရေးစစ်
မြန်မာနိုင်ငံသားပုံနေရှိလား တော့တိတ် အညာသားလက်တိကြည့်လိုက်ရအညာသားလက်တိတွေ့လားရ မလောင်နဲ့တော့မလောင်နဲ့ ရိုးတွေကကြီးအယိုးစစ်တွေကကြည့်လိုက်ခွေးလုံးမှဒါ ဘောသားလာတယ်မင်းနဲ့တော့လေကိုလာမင်း မလာမင်းကိုဖင်လို့မှစောက်ကလားငါလောင်နေမဟုတ်မင်းကိုဖင်လို့မလို့ဘောမတယောက်ကမင်းကိုဖင်လို့မလို့မင်းကြိတ်ပြီးခံကြိတ်ပြီးခံစောက်ကလားအိမ်နာပြင်းတဲ့ကောင်ငါအိမ်မှာလာပြင်မလားရ ခဏလေးခဏလေး လာပြင်လိုက်အိမ်နာပြင်တဲ့ကောင် စူးရခဏလေးဟဲ့အောင်မင်းအောင်မင်းနားထောင်တာမင်းပြောတဲ့စကားအဲဘာကိုချီကျုံကလားကိုစိန်ခေါ်တဲ့စကားနောက်မင်းနားထောင်မင်းပြောတဲ့စကားယောက်ျားလားဆိုတာ အကြည့်လား29နိုင်ကဒီကပြားလေးတွေနဲ့သွားပြတယ်ဘောပါလားဒီစာအုပ်ကြီးကမလို့ဒီစာအုပ်ကြီးကမလို့ဒါဒီစာအုပ်ပြင်းတော့ထားလိုက်29နိုင်ကဒီကပြားနဲ့သွားလို့ရတယ်ဟမ်တက်လာရဒီကပြားနဲ့သွားလို့ရတယ်29နိုင်တက်လာရချီချုံကလားဟမ်မိမအိမ်မျိုးရေးချင်းရှိလားဟမ်ရရှိလားရမိမအိမ်မျိုးရေးချင်းရှိလားချီချုံကလားပတ်စပို့တကားနဲ့သွားကြမလို့29နိုင်ကဒီကပြားနဲ့သွားလို့ရတယ်နော်ဒီမှာဝေါ်အိုက်သွားလို့ရတယ်ကြဘာဗီဇာမမလို့ဟမ်ရဘာဗီဇာမမလို့ဒီနေ့လေလက်မဝယ်ဒီနေ့ထွက်သွားလို့ရတယ်ဘယ်နိုင်ငံပြောမှမပြောအဲလုံးပါသားကြီးဒါပြီးမင်းတို့ကောင်တွေဟဲ့ငါဒီ ကဲအဲပါဘယ်နိုင်ငံပြောမလဲပြောဆိုတော့အဲပါဘယ်နိုင်ငံပြောချင်လဲပြောလိုက်အဲခွေးကလားကိုကြားသွားတဲ့ ဒီကောင်ထိုင်းလာရဲလားမေးလိုက်လေဒီကောင်ထိုင်းလာရဲလားမေးလိုက် Oh yeah nice ကဲမင်းစိန်ခေါ်မှုကိုချီကျုံကလားကလက်ခံလိုက်တယ်ထိုင်းနိုင်ငံနဲ့ဟဲ့အောင်စောက်ချောက်ဖေးတာကိုခေါ်နေတာဘာလို့ဖို့တော့ဟဲ့အောင်ခွေးကလားမင်းဖေးလာကိုခေါ်နေတာမရှက်ဘူးလားရောက်မင်းနေတဲ့နိုင်ငံကိုခေါ်တာဂျားနိုင်ငံကိုချိန်လေကွာဒီစောက်ဟာဒီအောင်လားစောက်ချက်တယ်အဲ့ဒါဆက်ဆိုင်ခေါ်လိုက်အဲ့ဒါဆက်ဆိုင်ခေါ်လိုက် ကျွန်တော်ကတော့ကျန်တာကြီးစိတ်ဝင်စားဘူးဗျာကျွန်တော်ကျန်တာကြီးစိတ်ဝင်စားဘူးဒါဟိုပြောမယ်လုံးဝသူကရေးထားတဲ့ဥစ္စာကြီးမိုက်တယ်ဗျာဒီ page မှာလေရေးထားတဲ့စာတန်းကြီးဆောင်းမ်းမိုက်တယ်သူကမြန်မာယဉ်ကျေးမှုဒလိထုံးတန်းစင်လာများနဲ့နှစ်နိုင်ငံကူလူဆက်ဆံရေးစီးပွားရေးအဆင်ပြေလို့ဆိုပြီးတော့ရေးထားတယ်ပြီးသွားလို့ရှိလို့ရှိရင်သူရေးထားတဲ့ဥစ္စာတွေထဲမှာလုံးဝပေါ့နော်အနှစ်သာရရှိတဲ့ဟာလေးတွေတွေ့ရတယ်ဘာတွေတွေ့ရလဲဆိုလို့ရှိလို့ရှိရင်သူကဒီ knowledge တွေပေါ့ sharing လုပ်မဲ့ဥစ္စာတွေနော် knowledge sharing လုပ်မဲ့ဥစ္စာတွေပြီးရင်အကြီးဆုံးဥစ္စာကသူကဒီ the association does not deal with political party သူကနိုင်ငံရေးပါတီတွေနဲ့လုံးဝမပတ်သက်ပါဘူးလို့ရေးထားတာတော့အဲရေးထားတဲ့ဥစ္စာကနေပြီးတော့ဒါအခုကျွန်တော် customer အနေနဲ့ပေါ့နော်ဘယ်အရာမှမဆိုသူကစားတော့ဆိုင်ကိုပဲဝင်တခြား multi level marketing တွေပဲလုပ်လို့ customer နဲ့တွေ့ရင်ပြည်လဲသွားစကားပြောရတယ်လေသိရမှာအဲ့တော့ဒီ association တစ်ခု organization တစ်ခုကနေပြီးတော့ customer ကိုဆက်ဆံလိုက်တဲ့ဥစ္စာလေးကတော့ line မှာမကြခင်လာပါမယ်လို့မျှော် မဟုတ်ဘူးအဲ့ဒီဘေးနားမှာရှိတဲ့နှင်းမောင်တို့အေးနိုင်တို့ကစာမတက်ဘူးလား ဖုန်းတော့မှညံရေးမမီတာလူမုံကစားကွက်ကိုမှမလိုက်နိုင်တာ မင်းတော့ပတ်ရတိုးလို့ရတယ်ဘောသားရဲ့ အဲ့တော့ရအောင်ခွေးကလာမင်းဆိုရင် နာဘူးတော့ရ ဘိုးကငါ ငါပြောပင်ဘိုးတော်ကြီးငြိမ်းနေပါလားလို့ငါပြောပင်ဘိုးတော်ကြီးငါပြောပင်ဘိုးတော်ကြီးတွေငြိမ်းနေပါလားဟမ်အေးအောင်နင်းမောင်တို့အမအေးနိုင်တို့ဘာလုပ်နေလဲဟမ်လူကြီးလူကောင်းတွေဆိုမင်းတို့ကောင်းနေဟမ်မင်းတို့ကောင်းနေလူကြီးလူကောင်းတွေဆိုဟမ်နင်းမောင်တို့ငါပြောပင်ဘိုးတော်ကြီးဘာလုပ်နေလဲငါပြောပင်ကြောက်ခွင်းထုနေရတာလားဟမ်ကိုသမီးရွယ်လေးကိုဓာတ်ပုံထဲမှာပြခိုင်းပြီးတော့ထုတဲ့ကောင် ဟိုမလည်းဘောသားဘီဘီခိုင်းတယ်ကောင်းစီမင်းလို့ဘာကောင်းစီမရှိမင်း မင်းအဲ့ဒီစောက်စစ်မရှိတဲ့ကောင်တော့မင်းတို့ပုံတင်ပြီးတော့မင်းတို့ဆဲနေတာမဟုတ်လားဟမ်မင်းတို့ပုံတင်ပြီးမင်းတို့အတန်းရှင်းရှာနေရမလားဟမ်မင်းတို့ငါးပုံတင်ပြီးမင်းတို့အတန်းရှင်းရှာနေရမလားဟမ်ရောင်မင်းဆိုဟေးမင်းတို့ငါးပုံတင်ပြီးမင်းတို့အတန်းရှင်းမရှာနဲ့နော်မင်းတို့ကမြန်မာနိုင်ငံသားမှတ်ပုံတင်အောင်ရှိလို့လားမင်းတို့နဲ့မြန်မာနိုင်ငံနဲ့ဘာဆိုင်လဲရောင်မင်းဖင်လန်နိုင်ငံသားမလားမင်းမြန်မာနိုင်ငံနဲ့မင်းနဲ့ဘာဆိုင်လဲပြောမင်းမြန်မာနိုင်ငံမှာမဲပေးဘူးလားရောင်မင်းမြန်မာနိုင်ငံမှာမဲပေးဘူးလားလို့မင်းဆိုဟေးရောင်မင်းမြန်မာနိုင်ငံမှာမဲပေးဘူးလားဟမ်ရောင်မင်းမြန်မာနိုင်ငံမှာမဲပေးဘူးလားဟမ်ရောင်မင်းမြန်မာနိုင်ငံသားမှတ်ပုံနေရှိလားရောင်မင်းဆိုဟေးရောင် ဟိုရမင်းမောက်တော့တော့လူမို့မင်းမောက် ရောင်ဘာတွေလောင်းနေတာလဲဘာတွေလောင်းနေတာလဲဟမ်ဘာတွေလောင်းနေရလဲ
ဘာတွေလောင်းနေရလဲဟမ် တန်းငယ်ခဏလေးဩဒုက္ခပဲနိုင်ငံရေးဒေါ်လာရေးနဲ့အမှန်ကန်ပြောနေတဲ့ပင်လယ်မြန်မာ society ရဲ့ founder ကြီးဘယ်ဟုတ်မလဲဒီကောင်ဈေးရောင်းစားနေတာပဲကွာငါပြမယ် ငါကဲကွာ ဒီမှာ admin please ဆိုပြီး admin please ဆိုပြီးတော့ယုံသူ page မှာနော် ဟိုမှာជីတုံးကလာတော့မတွေ့ရတော့ဟိုမှာជី အိမ်နိုင်ရောက်ပူဆောင်ပြီးတော့ DHL တွေပါနေတယ် အဲ့ဒါမင်းတို့ရေ ဟာလို့ကြီးတာ အဲ့လိုဟိုကျွန်တော်ဒီလိုပြလို့တော့ကြာဟိုတင်ထားတဲ့လူကပဲပြောတယ်ထင်လို့နော် page ရဲ့ admin ကိုသူ admin please ဆိုပြီးတော့ဟိုမှာဈေးရောက်မဲ့ကောင်မလေးကဆက်သွယ်ထားတာနော်ပြမယ်ဘယ် page ကလဲဆိုတာပြမယ် ဒီမင်းတို့ပဲအတိုင်းသားလို့ဆိုရင်ဖိတော့တော့ အေးနာကြီးမမြင်ဘူးလားအေးနာအေးနာ ညီမအလန်ကြီးနဲ့ ဟာအေးနာအေးအောင် ပဲစီအတော့ပဲစီနေပဲပဲစီအဲ့ဆိုတော့ကြောက်ပြီးမပြရဲဘူး ငါမလို့ဦးဇူလို့ရဝတ်တော့ဒီမင်းမဆက်ပါလေဂျုံကြိုင်ဘာမှသောက်ခြင်းမရှိဘူးလားအားတယ်မလားမင်းမတော့ညာကြအောင်မလားမင်းမရုပ်ကိုကြည့်ကြည့်ကြည့်တော့ မင်းမေဖာတယ်မအကြောင်းပြောတာလားမဲဖေရဘသူလို့အဲ့ဒါဆိုရင်ဟဲ့ ဦးလေးပါတော့ဦးမင်းဒီကိုဖာတယ်မကောင်းကြတာက မဲဖေနာမပြောရမဲဖေနာမပြောရ မင်းမ မဲမေကိုလောတဲ့စပတ်ကိုမဲဖေရဲ့နာမည်ပြော လာလားအဲ့ရောက်ကြည့်ဦးမင်းကဒီအားရဒီအမှုတော့မခုံးပါတော့ကိုလေးကိုလို့တော့ရှိ ငါလုံးမပြောရင်နဲ့ပြီးတာကွာ ဘာမဟုတ် အေးအောင်မင်းတို့မောင်နှမ6ယောက်ကိုရှိလိုက်တလီဝင်တစ်ခါထွက်တယ် ဘူးဟာဒီဂျိုးနေတာလေကွာမင်းကမင်းတော့ဦးဆိုတာမင်းတို့ကတော့ကြမယ်လိုင်းပေါ်မှာအကုန်တင်လာပြီးတာမင်းတို့လည်းစောက်ချောက်တယ်မဟုတ်ဘူးလင်းနဲ့ဘောမရဲ့တစ်ခွေအဲ့လိုမျိုးပဲဆောက် မင်းငါပြောပြမယ်ဘာပဲဖြစ်ဖြစ်မင်းမေကတလီဝင်တစ်ခါထွက်ရုပ်တယ်မယုံကြည့်လိုက်မင်းတို့မောင်နှမ6ယောက်ထဲမှာရုပ်စင်တာငါ့ကိုပြရရအောင် ခွေးရပေါ့သူမင်းမပေါ့ အေးအောင်မင်းအိမ်မှာကြည့်လိုက်မင်းအိမ်မှာမင်းတို့မောင်နှမကိုကြည့်လိုက်တလီဝင်တစ်ခါထွက်ရုပ်တယ် မယ်ကွာချင်းတုံးကလာရဲ့ပဲကွာငါပြလိုက်မယ်ဟုတ်ပြီအဲ့ဘာစမိုင်းလေးတော့ပုံငါပြပြီနော်တီပြတီဟာငါပြပြီမယ်ဒီတုံးကလာရဲ့မင်းမပုံငါပြပြီမယ်နော်ဒီမှာလေ ဟိုမေအေဗာစမိုင်းကွာထိုင်းနိုင်ငံမှာထိုးမယ်လို့ခေါ်စိန်ခေါ်နေတာမင်းပြောတော့ချိုင်းတဲ့နိုင်ငံရွေးဆိုဟဲ့အောင် မင်းဆောင်စင်း မင်းစောက်ချက်မရှိဘူးလားဟဲ့အောင် လာခဲ့တော့ငါတော့လာပြီအမကြီး မင်းပဲစပတ်လို့ဖင်လာလာပြီးမင်းဖင်လာထားမှလားနောက်ကဖင်ချပြီးပြန်ရမှာလား အာဒါလုံးပါအဲ့ဘာ မင်းဖင်လာလာခဲ့ဆိုတော့လေသိမ့်မှာလာကြုံမယ်ဆိုတော့လေသိမ့်မှာပဲဖင်ခါပြီးလားလေစီးပြီးပြန်ရမှာလား အာကောင်းကြီး မင်းဖင်လာပေးမလို့လားငါလုံးမစောက်ချောက် လောင်းနေကွာလောင်းနေကွာ ဟုတ်အေဗာကိုဒီမှာတက်သွားတော့လေသိမ့်ရောက်တော့နဲ့ဒီကောင်ဖင်လာပေးမှာအိမ်လာလဲခေါ်သွားချပြီးတော့လေရင်စီးပြီးပြန်လာခဲ့အဲ့ဒါကြောင့်ဖင်လာခေါ်နေတာ မင်းမဖော် မလောင်နဲ့မလောင်နဲ့တလီဝင်တစ်ခါထွက်မျိုးယုံတလီဝင်တစ်ခါထွက်မျိုးယုံ ဘလို့ပြရလဲ ဘာဘူးတလီဝင်တစ်ခါထွက်မျိုးယုံနဲ့ငါတို့နဲ့မတန်ဘူး ဒီအားမင်းသမီးကိုခါရုံးပါလေဘလို့ပြရလဲ အာရငါသမီးနဲ့မင်းရှင်ကြည့်လိုက်မင်းသားသမီးတွေနဲ့ရှင်ကြည့်လိုက်လို့အများကြီးသူကဆောင်းပြပြီးဆိုရင်ခဏနေအောင်ငါသမီးပုံနဲ့မင်းသားသမီးပုံနဲ့တင်လိုက်နှစ်ယောက်လိုက်တူလိုက်ချိန်မယ်တင်လိုက်မယ်အောက်ကကောမန်ကိုကြည့်မယ်အောက်ကကောမန်ကဆောင်းပြပေးရင်မင်းမိမကိုအမေရိကန်လွတ်ပြီးငါလုံးခါမယ်တကယ်လို့ငါဘက်ကရှုံးနေဆိုရင်ငါမိမကိုဖင်လာကိုလွတ်လိုက်မယ်စိန်ခေါ်ရဲလား ဆောက်ရှိ စိန်ခေါ်ရဲလား ဘာလို့လဲဒီကျင်းနေနေရတဲ့ကောင်ဆောက်ရှိ ငါလုံးမသာပထွေးကောင်းလို့ဖင်လာရောက်တာမအေးစပ်ပတ်ရောင်းသွားတာ မချူလိုက် အဲ့မင်းဆောက်စင်းနဲ့မတူဘူးအဲ့မင်းဆောက်စင်းနဲ့မတူဘူးမင်းမေကငမိုးလိုးခံပြီးမှဖင်လာရောက်တာနိုင်ငံရေးသမားကိုမိကိုခူတော့လုပ်ပြီးမှနိုင်ငံခြားရောက်တဲ့ကောင်
စောက်ဆက်စီရောက်မင်းစောက်စင်းနဲ့ရောက်တာမဟုတ်ဘူး မင်းမင်း မင်းစပတ်ခံပြီးမှမင်းဖိလာရောက်တာကောချိုကြီးကအဖေကောင်းနဲ့တလီဝင်တစ်ခါထွက်မျိုးရိုးဟုတ်ပြီလားမင်းတို့မောင်နှမ6ယောက်ရောက်တူလို့လားဟဲ့မင်းတို့မောင်နှမ6ယောက်ရောက်တူလို့လား ကလာတော့ကလာ ငါလီစောက်ကြလည်းမရှိဘူးကွာကိုထဲမြတ်သူ့မေနှာခေါင်းကြီးကဘလို့ကြီးတော့ မင်းရှိတော့ကလာလီတော့ လောင်းတာလောင်းတာတလီဝင်တစ်ခါထွက်မျိုးရိုး တရားမင်းစော်ရင်ရအောင်မင်းစော်ရင်မင်းမမြန်မာနိုင်ငံသားမှတ်ဖို့နေရှိလို့လားကွာမင်းမြန်မာနိုင်ငံသားနေနေတာစောက်ချက်မရှိဘူးလား ဘာလို့မလဲ စောက်ချက်မရှိဘူးလားလို့မင်းမြန်မာနိုင်ငံသားမှတ်ဖို့နေရှိလို့မင်းစော်ရင်ရအောင်တရားဘာလောင်းနေရလဲလို့ ပြခဏလေးငဲအောင်ခဏလေးခုနပြောနေပါ NUG ဘာတွေရှောက်ဖင်းလန်းမြန်မာ society ကလုပ်တယ်ဖင်းလန်းမြန်မာ society ကဈေးရောက်တာကြည့်စာလေးကိုသိကြဖတ်ကွက်ကြီးချက်လိုက် ဟာအဲ့လိုမျိုးကြီးလား အဲ့ဒါပဲမင်းလာဟော အဲ့လိုမျိုးကြီးလား မင်းတော့ပေါ့ကိုမင်းတို့ဘယ်လိုသိမှလဲဒါလည်းပြောမင်းဘာမှနားလဲတာမဟုတ် ဟဲ့ဆောက်ဆက်ခွဲနေတာနော်ဟဲ့မဆက်နဲ့မလောင်နဲ့ဟာစာလေးဖတ်ပြပါအောင်ဒီကောင်းလေးကြားသွားအောင်လို့လူမောင်စာလေးဖတ်ပြအောင် မြင်ရတဲ့လူတယောက်ဖတ်လိုက် ကော်ဖီရောင်းရပြီလားရှင်းတဲ့ဟုတ်တဲ့ကော်ဖီအဖြူတစ်ထုပ်နဲ့တဲ့လက်ဖက်ကြောက်တစ်ထုပ်ရှိတယ်ခမရတဲ့ အဲ့ဒါပဲဒီတော့ဒီတကယ်ဘာမှမသိတဲ့ကောင်လေရောမင်းကို ဟာလို့မှာကမြမတော်လိုင်းရေးကိုဖမ်းပြပြီးတော့စီးပွားရေးလုပ်နေတဲ့ကိုမေကိုလို့ မျိုးကောင်လေမင်းတို့ကောင်လေတော့ ဟမ်မြမတော်လိုင်းရေးကိုဖမ်းပြပြီးတော့ကိုကျိုးစီးပွားလုပ်နေတဲ့မအေးလို့တွေဟမ်မရှက်ဘူးလားဟဲ့အောင်မရှက်ဘူးလား ဒီဖိုက်ကြောင့်ဒီဘာနေ မရှက်ဘူးလား ဘာမှမသိတဲ့ကောင်မရှိတဲ့ကောင်လေ မရှက်နဲ့မလောင်နဲ့ဟဲ့သူဆိုတာကအကန့်အကန့်ရှိရတယ်ခွေးတောင်သာစာမတက်ပေမတက်စာမတက်ပေမတက်သူဆိုတာအကန့်အကန့်ရှိရတယ်ပြည့်ငါလောဘကမင်းကိုဘယ်အာယူဝင်ကြီးကအတိမပြုတ်ထားတာတော့ဟဲ့မင်းအဲ့တခုနဲ့ဖြေလိုက်ဟဲ့မင်းမောခဏလေးမလောင်နဲ့မင်းကိုအာယူကြီးကအတိမပြုတ်ထားတယ်ဆိုတာဘယ်ဝင်ကြီးရတော့မင်းဘယ်ဝင်ကြီးကအတိမပြုတ်ထားတာတော့လို့ နားလဲလို့မင်းပြီးတော့ အေးနားလဲမလဲသမီးလာပြောပြမယ် မစီလို့မရဘူး အာလုံးမသာတနေ့တော့လုံးပြီးထွက်ထားတဲ့ကောင်ကဆောက်တက်ပြောနေတယ်ငါလီးပဲမင်းကြောင့်မသိဘူးထင်နေရလားကိုမေကိုလို့မင်းတနေ့ပဲအလုံးလောက်ထားတာမေလို့ဒီနေ့ချိန်ဒီနာမည်ကောင်းယူနေတာဟလားတောက်ဆက်စီ နှစ်ဖူး ကြောက်လာလား နဖူးကတော့မိုက်တယ်နော်လီထိုးခံမဲ့နဖူးပဲသိလားမင်းဆိုရင်မင်းငါစိန်ခေါ်တာကိုလက်ခံရဲလားမင်းသားသမီးပုံနဲ့ငါသမီးပုံနဲ့တင်လိုက်မယ်အောက်ကကောမန်းကဆုံးဖြတ်လိုက်မယ်မင်းအောက်ကကောမန်းနဲ့ရှုံးရင်မင်းမိမကိုဖိလန်ဖို့ငါအလိုခံရမှာငါရှုံးတယ်ဆိုရင်ငါမိမကိုမင်းကိုဖိလန်ကိုလွတ်ပေးလိုက်မင်းစားရှိလား စိတ်ခေါ်ရတဲ့ဟာမင်းရဲ့တွေ့ထားလိုက်ကျမကစောက်ဖို့မပြောနဲ့ ဆောက်ဖို့မပြောနဲ့ဆောင်းဆိုတာလဲလို့ရတယ်ကောမေကိုလို့မင်းဆောက်ကလေးထားနေနဲ့လားမလုံးနဲ့ မဟုတ်ခဏလေးလေးချစ်ခဏလေးညာရှင်းနေခဏလေးဒီကောင်လေးဘလောက်ဆိုးလဲဆိုလို့ရှိရင်ဘလောက်ဆိုးလဲဆိုဘလောက်ထိဒီတော်လန်ရင်းနဲ့စီးပွားရေးရှာစားလဲဆိုရင်အမေတော်ဆန်းစုကြည်ပုံနဲ့ပြက်ကလေးထုတ်ပြက်ကလေးရောင်းစားတာဒေါ်လာဈေးနှုန်းကိုပြမယ်ဟာကဲကွာကျွန်တော်အကွက်ကြီးချက်တယ်မလောင်နဲ့မလောင်နဲ့မင်းအမှန်တရားတွေချပြနေတာ ကျင်းလူမဟုတ်အဲ့လိုကြီးလား အဲ့လိုကြီးမဟုတ်ကျွန်တော်တခြားလူပို့ထားတဲ့ဥစ္စာမဟုတ်တော့ဒီမှာဖင်းလန်းမြန်မာ society ထားပေးတာ အမှပြက်ကလေးတစ်စောင်ရဲ့ဈေးနှုန်းတွေကိုဖတ်ကြည့်ရ ဟုတ်ကဲ့အဲ့တော့နိုင်မှုဆိုတာမင်းတို့စောင့်ရှင်းအောင်ပဲ ဟာစောက်ဆက်ကွဲ လို့လေဒီကောင်မျိုးတကမျိုးလဲပြီးတော့ဈေးရောက်စားတာဒီကောင်ပစ္စည်းတွေပါတယ် မြန်မာနိုင်ငံသားကိုအကျိုးပြုပြီးတော့ ဒီကောင်လူလဲ
ငါလုံးမလားဒေါ်လာရေးဘာပြပြီးတော့ကိုကျိုးလုံးနေတာဟုတ် ကလားမ ဘာ င်း ဘာ ဆိုရ ရောင်းစားရလဲပြမယ်ဘာရောင်းစားရလဲပြမယ် ထားတဲ့ပတ်စံတွေ ဒီမှာအမေစုရဲ့ဒီပြက်ကလေးလေးအမေစုအလွဲသုံးစားတယ်ဒီပြက်ကလေးလေးနော် ဖေးက ပြက်ကလေး နော် နော်အဲ့ပြက်ကလေးကိုဒီမှာ comment ဖတ်ပြမယ် comment ဒီမှာတစ်စောင်းဘယ်လောက်လဲလိုချင်ပါလဲဈေးနှုန်းကိုရှိုးလိုက် အားကောင်းစင်မမရှိတဲ့ကောင်လေကွာတကယ်ကောင် ဟာငါလုံးမသားမြမဒေါ်လာရေးကိုဘာပြပြီးတော့ကိုကျိုးရှာနေတာဟဲ့တော့မင်းအဲ့ပတ်စံတွေဘယ်မှာဆင်းလဲမြေပြင်ဘယ်မှာဆင်းလဲမင်းပြောရဲလား ဒီနေ့လေ ဟဲ့ သူ့မေကသူ့မေကယူရိုငွေ9000လိမ့်စားသွားတယ်နော်သူ့မေကယူရိုငွေ9000လိမ့်စားသွားတယ်ကိုလင်းပြောတယ် တော့လို့မင်းတို့ပြီးတာတော့ မင်းဆိုရင်အမေကယူရိုငွေ9000လိမ့်စားထားရနော်ရအောင် ငါလုံးမဒေါ်လာရေးဘာပြပြီးကိုကျိုးသမားတွေ လိုင်းပေါ်မှာလိုင်းပေါ်မှာ ပရာဟိတာ လိုင်းပေါ်မှာအမေစုပုံလိုကိုသုံးတော့အမေစုပုံလိုကိုသုံးတော့တာဟိုညီလေးရဲ့လိုကိုလေးသွားပလဲလိုက်ပါတယ်ဟမ်ကိုမေကိုလိုအခုကျတော့အမေစုပုံနဲ့ဟမ်မင်းတို့ပြက်ကလေးထုတ်ရောင်းစားတယ်ဟမ်နှမလိုးများကိုမေကိုလိုမင်းစော်ရင်ရ